အင်္ဂလန်နိုင်ငံတနေရာမှာအမှုပညာရှင်တယောက်ဖြစ်တဲ့မက်ခါမနက်စောစောအိယာကနေလန့်နိုးလာရတဲ့နယံချဘက်ကအိမ်နီးချင်းအီနစ်ကသူ့နာမည်ကိုအပြင်းထန်ခေါ်နေတဲ့အတန်ကြောင့်ပဲအပြင်မှာတခုခုဖြစ်နေရဲ့လို့အီနစ်ကပြောနေပေမဲ့မက်ကတော့လစ်လျူရှုထားလိုက်တဲ့အိယာတွေကထလာချိန်မှာပဲလျှက်စစ်မီးပြတ်နေပြီဆိုတာကိုသိလိုက်ရတယ်ပြတင်းပေါက်ဖွင့်ဖို့စူးစမ်းတဲ့အခါလုံးဝမဖွင့်နိုင်အောင်ကတ်နေပြီးအပြင်ကိုကြည့်လိုက်တော့အခြားဆောက်ဦးတစ်ခုရဲ့ကလူတစ်ယောက်ပြတင်းပေါက်ကိုအသက်သေးသေးအပြင်းထန်တုံးထုနေတယ်ဒါပေမဲ့မက်ကတော့ယူသွတ်သူတစ်ယောက်ပဲလို့ထင်ပြီးမစင်စားတော့ဘူးလက်ဖက်ရည်တောက်ဖို့စူးစမ်းတော့ရေမလာဘူးရေခဲတစ်တာတွေကတောက်စရာတစ်ခုခုရှာကြည့်တဲ့အခါမီးမရှိတော့လို့နှုတ်ကပုတ်သွားပြီးအစာမစားတော့ပဲအဝတ်စားတန့်ရှင်းတာရှာနေချိန်မှာအင်းနဲ့ရဲ့မကျေနပ်တန်တွေနယံချဘက်ကစက်တိုက်ကြားနေရတယ်မီးမရှိလို့အချက်ပေးနာရီလဲမမီတော့ပဲမက်ခါကိုယ်တိုင်နောက်ကျသွားပြီဆိုတာကိုသိလာတယ်အပြင်ထွက်မလို့လုပ်တဲ့အချိန်သူ့ရင်မိမကဖုန်းခေါ်လာတယ်မက်ကိုမတာဝန်ခံတဲ့ဖခင်တယောက်လို့စိတ်ပင်ပန်းနေကြောင်းပြောရင်းနှစ်ဦးကြားမှာစကားများကြမ်းတမ်းသွားတယ်မက်ကမကြခင်လာမယ်လို့ကတိပေးပေမဲ့တကားဖွင့်မဲ့အချိန်မှာတော့တကားကလုံးဝမလုံနိုင်အောင်ကတ်နေတယ်နီးကပ်ကြည့်လိုက်တော့ထူးဆန်းတဲ့အရေးတစ်မျိုးကတကားကိုလုံးဝပိတ်ကတ်ထားတာကိုတွေ့လိုက်ရတယ်ရုတ်တရက်ဖုန်းကဆိုးရွားတဲ့တန်တစ်ခုထွက်လာပြီးခေါ်ဆိုမှုပြတ်သွားတဲ့ကျိုးဖုံးကိုစမ်းကြည့်ပေမဲ့အလုံးမလုံးဘူးပြတင်းပေါက်ကနေထက်ကြည့်လိုက်တော့အိမ်နီးချင်းများပြားလဲသူတို့ပြတင်းပေါက်တွေမဖွင့်နိုင်ကြတာကိုမြင်ပြီးမြို့တစ်မြို့လုံးလူတိုင်းကိုယ်အိမ်ထဲမှာပိတ်မိနေကြပြီဆိုတာကိုသဘောပေါက်သွားတဲ့လမ်းပေါ်မှာတော့ကာကွယ်ရေးဝတ်စုံ Lieutenant Captain ဝတ်ထားတဲ့လူတွေလှည့်လည်စောင့်ကြပ်နေကြတယ်မက်ကအီနစ်ကိုမေးဖို့ကြိုးစားပေမဲ့သူ့အိမ်ဘက်ကတခုခုကျိုးပဲ့တန်ကြားရပြီးနောက်အီနစ်ကအတန်မထွက်တော့ဘူးစိတ်ပူလာတဲ့မက်ကကိရိယာတွေယူပြီးတကားပိတ်ထားတာကိုဖယ်ဖို့ကြိုးစားချိန်မှာအင်နာကွန်ထဲကအတန်တစ်ခုကြောင့်လန့်ပြီးတန်တူနဲ့ကိုယ့်လက်ကိုပြင်းပြင်းထန်ထန်ထိခိုက်မိတဲ့အတန်ကတည်ငြိမ်ပါအခြေအနေကိုထိန်းချုပ်ထားပါတယ်လို့ပြောနေတယ်လက်ကိုချီနှောင်နေချိန်မှာပဲနယံတစ်ခုလှုပ်ခါလာပြီးအပေါက်ဖောက်သွားတယ်စာကြီးနဲ့သူ့ညီနီကူးပေါ်လာတယ်ပြတင်းပေါက်တွေစစ်ကြည့်လိုက်တော့ဒီဘက်လဲပိတ်ထားအောင်ပဲဆိုတာကိုတွေ့ရတယ်မက်ခအပေါက်ကနေစာကြီးအိမ်ဘက်ကိုကူးသွားပြီးသူ့တကားလဲပိတ်ထားကြောင်းအတည်ပြုလိုက်တယ်မကြခင်မှာပဲအိမ်နီးချင်းဇနီးမောင်နှံဆယ်လီနဲ့အေရင်လဲအပေါက်ကနေဝင်လာကြတယ်အေရင်ကအစိုးရကအမှန်တရားမပြတ်နှံ့အောင်ငိုင်းပါးဇဲမရတာတုံးထားတာဖြစ်မယ်လို့ပြောတယ်စိတ်မရှိတဲ့အေရင်ကအခန်းတိုင်းလိုက်စမ်းကြည့်ပေမဲ့မရဘူးအင်နာကွန်ကတည်ငြိမ်ပါဆိုတဲ့စကားကိုပဲထက်ခါပြောနေတယ်ဆယ်လီကမက်ခရဲ့လက်သွေးထွက်နေတာကိုတွေ့ပြီးသူမကနိုင်ဖြစ်လို့ကူညီကူတာပေးမယ်လို့ဆိုတဲ့ထို့နောက်စာကြီးကအီနစ်အိမ်ဘက်နယံကိုဖောက်တဲ့အင်နာကွန်ကဒီတခါဆေးဘက်ဆိုင်ရာဖွဲ့လာနေပါတယ်လို့ထက်ပြောတဲ့အပေါက်ဖောက်ပြီးဝင်သွားတဲ့အခါအီနစ်ကိုကျမ်းပြင်ပေါ်မှာတွေ့ရပေမဲ့ကံကောင်းစွာနိုးလာပြီးအဆင်ပြေတယ်ပြတင်းပေါက်ကနေကြည့်လိုက်တော့ရထက်ရီစဝတ်ထားတဲ့လူတွေစေးကူတဲ့တွေတိဆောက်နေကြပြီးဖျားနာတဲ့လူတွေကိုထုတ်ယူလာကြတာမြင်ရတဲ့တချို့ပြတင်းပေါက်တွေမှာလူတွေချောင်းဆိုးနေကြတယ်နောက်ဆုံးအင်နာကွန်ကကက်စီယိုစိတ်မှုဖြစ်နေတယ်လို့ကြေညာလာတဲ့အေရင်ကဆေးလိပ်မီးထိုးမလို့လို့တော့မက်ကမီးချစ်ကိုချက်ချင်းယူလိုက်တယ်သူတို့နှစ်ယောက်လုံးဒီအကြောင်းပြချက်ကိုမယုံကြည်ကြဘူးအချိန်ကြာလာတာနဲ့အမျှလူတွေကိုပိုပြီးစေးကူတဲ့ပို့နေကြတယ်ထွက်ပြေးဖို့စူးစမ်းတဲ့လူတစ်ယောက်ကိုခေါင်းကိုတိုက်ခိုက်ပစ်တာကိုမြင်လိုက်ရတဲ့အခါလူတိုင်းကြောက်ရွံ့တိတ်ဆိတ်သွားကြတယ်ဒီအခါမက်ကသူတို့ငါတို့ကိုလာမတိုင်ခင်ထွက်ပြေးရမယ်လို့ဆုံးဖြတ်တယ်သူ့အမှုပညာလောက်ရမှာတုံးတဲ့အကြီးပျက်စီးစေတဲ့ဓာတုဆေးတွေကိုရောပြီးတကားပေါ်သွန်းချလိုက်တော့ပိတ်ကတ်ထားတာပြိုကွဲသွားတယ်နောက်ဆုံးတကားကိုဖွင့်နိုင်ပေမဲ့နီကူးပြောက်သွားပြီဆိုတာသိလာကြတယ်ဇလန်းကဆက်လက်ပြင်းထန်သွားပြီးလူသားဆန်မှုကြောက်ရွံ့မှုနဲ့ဆုံးရှုံးမှုတွေအစဉ်လိုက်ဖြစ်ပေါ်လာတယ်နောက်ဆုံးမှာမက်ခါနီကူးကိုကယ်တင်ဖို့ကိုယ်တိုင်အသက်ပေးသွားရပြီးနီကူးကတော့အသက်ရှင်ကျန်ရစ်သွားတယ်ဒီလိုနဲ့လူသားတွေကြောက်ရွံ့ခြင်းလိမ်လည်ခြင်းမေတ္တာနဲ့အနစ်နာခံမှုတွေပေါင်းစည်းထားတဲ့ဇလန်းကစိတ်ကိုတုန်လှုပ်စေပြီးမမေ့နိုင်အောင်ကြံရစ်သွားပါတယ်နှစ်သူညကို